မလေးရှားကွာလာလမ်ပူထဲမှာအရန်လာတဲ့တီတီဝမ်ဆပန်းချန်လေးကိုအလဲတစ်ခေါက်လိုက်ပြပေးမယ်နော်လူအရန်စီကားပြီးတော့ရှုခင်းလဲလှတဲ့အပန်းပြေရတာအရန်ကိုအစင်ပြေတဲ့ပန်းချန်လေးပါရှင်ဒီနေ့ကတငယ်ချင်းတွေနဲ့အတူစက်ပိန်လာစီးမှာပေါ့နော်လူလည်းအရန်စီကားတာပေါ့နော်ညနေဆောင်ဖြစ်တာမလို့အသွဲတွေလည်းအများကြီးရှိတယ်ဒီမလေးရှားလူမျိုးတွေနိုင်ငံခြားလူမျိုးတွေလည်းလူမျိုးပေါင်းစုံရှိတယ်ပေါ့နော်အရန်ကိုအေးချမ်းပြီးတော့စက်ပိန်စီးတဲ့ရတာအရန်ကိုကောင်းတဲ့ပန်းချန်လေးပါနော်ပန်းဖြေရတာလည်းအရန်စင်ပြေတာပေါ့နော်တငယ်ချင်းတွေနဲ့ကိုယ့်ရဲ့ချစ်သူတွေနဲ့လာပြီးတော့အပန်းဖြေလို့ရတဲ့နေရာလေးလှလှလေးတွေရှုခင်လှလှလေးတွေလာလိုက်ပြပေးမယ်နော်ဒီပန်းချန်လေးကလည်းအရန်ကြီးတာပေါ့နော်။နှင်းကတော့ဒီနေ့ကြိုက်ပြနိုင်တဲ့လောက်ရိုက်ပြပေးမှာပေါ့နော်။တချို့နေရာလည်းအချိန်ပြည့်သွားတဲ့ခါကျရင်လည်းနှင်းတို့ကစပ်ပဲအချိန်ပြည့်သွားတဲ့ခါကျရင်လည်းလိုက်ပြလို့မရတဲ့နေရာလည်းရှိတာမလို့တီးခံပြီးတော့နားလည်ပေးပါရှင်နော်ဒီမှာဆိုရင်ဒီနေ့ကလှေပြိုင်ပွဲရှိတယ်ထင်တယ်နော်ဒီနေ့ကလှေပြိုင်ပွဲရှိတာထင်တယ်လှေလာကြည့်တဲ့သူတွေများတော့ပေါ့နော်နှင်းတို့ကတော့စပ်ပိန်လာစီးတာပေါ့နော်စပ်ပိန်စီးရင်လည်းလေလေးကလေလေညင်းလေးကအေးလေးနဲ့အရန်ကိုကောင်းတယ်ကွယ်နော်အပန်းဖြေရအရန်ကောင်းတယ်ပေါ့နော်စပ်ပိန်လေးလေသူငှားရမ်းပေးတာပေါ့နော်တနာကြီးဆိုရင် ringgit 20ပေါ့နော်ဒါကြောင့်နင်တို့ကတော့စပ်ပိန်2စီးလူလေးရောက်ပေါ့နော်နှစ်တွဲပေါ့နော်ဒါကြောင့်စပ်ပိန်လာစီးတာပေါ့နော်တငယ်ချင်းအတွဲနဲ့နင်တို့အတွဲနဲ့ပေါ့နော်နှစ်တွဲပေါ့နော်လာပြီးတော့အပန်းဖြေတယ်လာလဲတယ်စပ်ပိန်စီးချင်လို့လာလဲတယ်ပေါ့နော်ဒီနေ့ကလူများတာပေါ့နော်အရင်နေ့ကထက်ပိုများတော့ပေါ့ကွယ်အဲ့ဒါကြောင့်လာပြီးတော့ပြပေးမှာပေါ့နော်ပန်းကလေးတွေလည်းအများကြီးရှိတယ်လို့နော်အပန်းဖြေရတဲ့နေရာလေးတွေလည်းအများကြီးရှိတဲ့စပ်ပိန်စီးပြီးတော့သွားတော့မှနော်ဒီပန်းချန်လေးကလေကုံအောင်မပတ်နိုင်ဘူးအဲလောက်ကြီးတယ်ကွယ်လူတော်တော်များများကတိကြတယ်နော်ဒီပန်းချန်လေးကအရင်နာမည်ကြီးတယ်တော်တော်များများလေဒီမရောက်ဘူးတဲ့သူဆိုရှားတာပေါ့နော်ဒီပန်းချန်လေးကအရန်အေးတယ်မကားရောက်လောက်တဲ့သူလည်းရှိတယ်နောက်ပြီးတော့ပျော်ပွဲဆွားထွက်တဲ့သူလည်းရှိတယ်အသွဲလေးတွေလည်းရှိတယ်ပေါ့နော်မိသားစုလိုက်လာပြီးတော့လာလေကြတဲ့သူလည်းရှိတယ်နှင်းတို့လိုမျိုးစပိန်လာစီးပြီးလာပတ်လေချင်တဲ့သူလည်းရှိတယ်ပေါ့နော်အရန်ကိုအေးချမ်းသာရတာပေါ့နော်သူ့ကိုပဲချိန်လာရင်ကောင်းလဲဆိုတော့ညနေဆောင်ပေါ့နော်4 နာရီ5 နာရီအဲ့ချိန်လာဆိုရင်ညနေ4 နာရီ5 နာရီအဲ့ချိန်လာဆိုအရန်ကောင်းတယ်ဘာဖြစ်လဲဆိုတော့နေ့လေပိုင်းလာရင်အရန်ပူတော့ပေါ့နော်စပိန်စီးရတာပူတဲ့အချိန်ဆိုရင်လည်းအဆင်မပြေဘူးဒါကြောင့်ညနေဆောင်ဒီအချိန်လေးလာခဲ့နော်နင်းတို့ဆိုရင်9 နာရီလာတယ်9 နာရီကားစီးလာခဲ့တယ်6 နာရီမှဒီရတော့ပေါ့နော်မျိုးသားနေ့ဆိုတော့ကားလဲဂျမ်တော့ပေါ့နော်ဒါကြောင့်6 နာရီမှဒီပန်းချန်လေးရောက်တော့ပေါ့နော်ကြည့်အောင်အရန်အေးချမ်းတယ်ကွာအရန်အေးတယ်နော်ဒီကြာပန်းတွေလည်းရှိတော့ပေါ့နော်နင်တို့ဒီတစ်ခါကြာပန်းနေရမရောက်သွားဘူးအရင်တစ်ခေါက်ကတော့နင်ဗီဒီယိုရိုက်ပြထားတာပေါ့နော်ဒီ vlog တွေကတော့ကြာပန်းမရိုက်ပြတော့ဘူးသွားတာနေရာလေးများလို့အချိန်လေးတနာရီပဲစပ်ပိန်စီးရတာမလို့ပတ်လေတာအချိန်မမီမှာဆိုလို့ညဝင်မှာဆိုလို့ညမိုးချုပ်သွားမှာဆိုလို့ပေါ့နော်ဒါကြောင့်ပတ်စီးနိုင်တဲ့လောက်ပေါ့နော်လိုက်ပြပေးတာပေါ့နော်အရန်အေးချမ်းတာပေါ့နော်စပ်ပိန်စီးတယ်ညနေဘက်လာတယ်ဆိုရင်လေညင်းလေးအေးလေးနဲ့အရန်လေးကိုအပန်းဖြေလို့ကမ္ဘာတာကတော့နေ့ရက်တငယ်ချင်းတွဲပေါ့နော်သူတို့2 ယောက်ကတော့နှင်းတို့အရှိပိန်ကနေသူတို့စီးတာပေါ့နော်ဒါနှင်းတို့ကနောက်ဘက်ကနေလိုက်တာပေါ့ကွယ်နော်နှင်းကတော့ဒီအရန်လှတဲ့နေရာလေးတွေကိုရိုက်ပြချင်လို့ဒီမှာဆိုရင်နင်းတို့အရင်သွားတာပေါ့နော်တငယ်ချင်းတွေအနောက်ဘက်ချင်းလိုက်တာပေါ့နော်ဒီခါကတော့တငယ်ချင်းတွေကနင်းတို့အနောက်မှာရောက်နေတာပေါ့နော်ဒီမှာဆိုရင်ဒီကလေးတွေရောလူကြီးလူငယ်မရွေးနော်ဒီမှာ skate စီးတဲ့ကလေးတွေလည်းအများကြီးရှိတယ်နောက်ပြီးတော့နင်းရိုက်ဖို့အတွက်မိတ်သွားတဲ့ကလေးတွေရေကူးလို့ရတယ်ရေကန်တသေးလေးရှိတယ်ကလေးတသေးလေးတွေအတွက်ပေါ့နော်ဒီပန်းပွေတွေမှုပွေတွေကာတုံးငါးလိုမျိုးသူလောက်ထားတဲ့ပုံစံလိုမျိုးအဲ့ရေကူးကအရန်လာတယ်နောက်ပြီးတော့ဒီမှာဆိုရင်ဘောလုံးကန်ချင်တဲ့သူတွေပေါ့နော်ဘောလုံးကန်လူကြီးလူငယ်မျိုးဘောလုံးကန်လို့ရတာပေါ့နော်ဝင်ခကတော့ free ပဲနော်ဝင်ခမရှိဘူးစပိန်ကတော့ကိုငှားရမယ်တနာရီဆို20 ringgit တဲ့ပဲနော်ဒါကြောင့်ကိုကလမ်းလျှောက်သွားမယ်ဆိုရင်ပတ်တာပတ်မနိုင်ဘူးခြေညောင်းလို့တော့ခြေညောင်းတာပဲအဖက်တင်တာပေါ့နော်ဒါကြောင့်နင်းတို့ကတော့စပိန်စီတယ်နင်းတို့ဘယ်နှခေါက်မှမသိလာတယ်စပိန်စီတာပေါ့နော်ဒါကြောင့်စပိန်စီမှာနေရအနှက်သွားနိုင်တယ်ပေါ့နော်ဒါကတော့နင်းတို့ကပိုက်စာလို့ရေသွားဝယ်တောက်တာပေါ့နော်ရေသွားဝယ်တောက်တယ်ဒီမှာဆိုရင်အစားအစာတွေလည်းရောင်းတဲ့နေရာရှိတယ်ဒါပေမဲ့အပြင်ပတ်ချမ်းပဲရှိတယ်ပေါ့နော်အစားအစာကတော့ဒီလွယ်ကူစားလို့ရတဲ့ဟာပေါ့နော်အချို့အေးတွေအကင်တွေအဲ့လိုမျိုးပေါ့နော်ဒီနာစီလာမတို့အဲ့လိုမျိုးပေါ့နော်ဒီ
ဆူရှီတွေလည်းရှိတယ်အဲ့လိုမျိုးဒါပေမဲ့ဒီပန်းချန်အထဲတော့ရောင်းလို့မရဘူးအပြင်ဘက်ချန်ပေါ့နော်အပြင်ဘက်ချန်ရှိတယ်ဝင်ပေါက်2နေရာရှိတာပေါ့နော်ဝင်ပေါက်တနေရာကတော့ဒီမလေးစားစာအကင်တွေအချိုရည်တွေအကျော်တွေနောက်ပြီးတော့နာစီလာမတွေဆူရှီတွေနောက်ပြီးတော့ကိုရီးယားမမတွေလည်းရောင်းတယ်နောက်ထပ်ဝင်ပေါက်တစ်ချမ်းကဆိုရင်တောင်အရှိရဲ့ဝင်ပေါက်ကတော့သူကဖီဆာရောင်းတယ်ဖီဆာဟက်ရောင်းတာပေါ့နော်ဖီဆာဟက်ကတော့အတိကကတော့သူကကျောင်းသားတွေကိုအတိကရောင်းတာမလို့ဒီပန်းချန်လာလေတဲ့သူတွေလည်းဝယ်စားကြတာများတော့ပေါ့နော်နင်တို့ကလည်းအရင်တစ်ခေါက်ကတော့ပီဇာဟန်ဝယ်စားတယ်ဒီတစ်ခေါက်ကတော့နင်တို့ကဒီမလေးစားစားပေါ့နော်အကင်တွေအချိုရည်တွေဒီအချိုတွေအဲ့လောက်ပဲဝယ်စားတာပေါ့နော်ဒီဝယ်စားပြီးဆိုရင်နှင်းလဲလိုက်ပြပေးမယ်နော်အရန်လှတဲ့ပန်းကလေးတွေလည်းအရန်များတာပေါ့နော်အရန်ကိုတာယာလှပပြီးတော့အရန်ကိုအေးချမ်းတာပေါ့နော်ညနေဆောင်လာရင်အရန်လှတဲ့သူလေးကလေဒီပန်းချန်ကည10နာရီအထိသူကဖွင့်တယ်ပေါ့နော်ည10နာရီဆိုသူပိုက်တယ်ပေါ့နော်ဒီဖွင့်တာကမနက်ကနေဖွင့်ပြီးတော့ည10နာရီအထိပေါ့နော်ညတို့လည်းရှောက်လေရင်းနဲ့ညနေညပေါ့နော်ညမိုး6ခါနီးနေပြီးပို့ဆိုင်ဆိုရင်ညတို့က7နာရီဆိုရင်ဒီစပ်ပိန်ကိုအဲ့ရမှာပေါ့ဒါကြောင့်7နာရီထိုးခါနီးတာမလို့ဒီစပ်ပိန်ဒီအမက်နေရာလေးကိုညတို့ကပြန်ပြီးတော့စပ်ပိန်တော့အဲ့ရပေါ့နော်ဒီညတို့ကပြန်ဖို့အတွက်လောက်တာပေါ့နော်မိုးလဲ6ခါနီးပြီးပေါ့နော်မိုး6လေးရှုခင်းလေးကအရန်လှလေးပဲနော်အေးချမ်းလေးနဲ့စိုက်အပန်းဖြည့်ခြင်းနဲ့ဆိုညနေဆောင်လာခဲ့ပေါ့နော်ဒါမှစက်ပိန်စီးတဲ့အခါကျရင်မပူဘူးလေအေးလေးနဲ့လေညင်းအေးလေးနဲ့အရန်ကိုတာရတဲ့စိုက်ရောလူရောအပန်းဖြည့်လို့ရတော့ပေါ့နော်သူလေးကတော့ညအထိရှိတယ်ညအထိလူများသေးတယ်ပေါ့နော်ဒါကြောင့်စိုက်အပန်းဖြည့်ခြင်းနဲ့ဆိုရင်နေ့လေမနက်တွေမလာနဲ့ညနေဆောင်ဒီ4နာရီ5နာရီအဲ့အချိန်လာပေါ့နော်အဲ့ဆိုရင်နေလည်းမပူတော့ဘူးအေးလေးချမ်းလေးနဲ့အေးချမ်းလေးနဲ့ရှောက်လဲလို့ရတာပေါ့နော်ဒီတို့ကပြန်တော့မှမလို့ညပိုင်းဒီအလှလေးကိုရပြပေးပါတယ်ရှင်နော်အရန်လှတယ်ရှင်မိုးချုပ်လေးပူလှလေးပဲနော်တချို့တစ်ပင်တွေဆိုရင်သူကမီးလုံးတွေတက်ဆင်ထားတာအရန်လှတယ်ရှုခင်းလေးကလည်းမတရားလှတယ်